အားလုံးပဲမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ10ရက်ဗျာကြာသပတေးနေ့ဒါနေ့လယ်စာလေးပါခင်ဗျာဒါကတော့ကျွန်တော်တို့အတုအမြုပ်တွေဗျာအစုံပါပဲအတုအမြုပ်တွေမှာသခွားသီးပူစီနံပဲဆောင်ဝါသီးဆက်လက်ရွက်ရုံးမရီသီးခရမ်းကျွတ်သီးလေးတွေလည်းပါတယ်ဗျာဒါတော့ငပိချက်ပါခင်ဗျာငပိချက်ဒါငပိချက်ပါခင်ဗျာဒါငပိချက်ဒါတော့ငပိရေရောငပိချက်ကောနှစ်မျိုးဗျာဒါငါးတစ်တာဟင်းပါခင်ဗျာငါးတစ်တာဟင်းဒါတော့ငါးတစ်တာပါဒါတော့ကြက်ကြော်ပါခင်ဗျာကြက်ကြော်ပါခင်ဗျာဒါတော့မုံညင်းစောပါခင်ဗျာမုံညင်းစောပါကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းတော့လည်းကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်